Thank you, Malaysia. Thank you, Russia. Thank you, Chinese. Thank you, Singapore. Thank you, Vietnam. Thank you, India and Bangladesh. Thank you so much for helping our country. We never forget it. Asia Sisa, Pray for Myanmar. Get well soon. We are praying for earthquake victims. Ngengeတော့ကပုံမြင်တစ်ပုတ်လိုကြားခဲ့ဘူးတဲ့လူကြီးတွေပြောခဲ့တဲ့ကကြီး၃ပါးကကျုပ်တို့နဲ့ကြမှာထိတ်တိုက်တွေ့နေပြီထင်ပါရဲ့အရာအားလုံးအဖက်ဖက်ကအစင်မပြေမှုတွေနဲ့ကဘာမြေကြီးကမကြမ်းပါတော့အသက်ကိုညံဆောင်ဥစ္စာကိုကန်ဆောင်ဆိုသလိုပဲနောက်ဆုံးတစ်ခုပဲဆူတောင်းရမှာကလူပဲปีนี้เขาชิ้นหนุนได้เราชิ้นอย่างนี้ให้กันทลายกันดูลาดหลังบ้านชาวมาช่วยนี่ดูลาดหลังบ้านชาวให้ดีกันตัวละร้านกันอะไรกันสั่งเดี๋ยวนี้ส่วนนี้ว่าเทศนาเป็นดีว่าเลยข้าวว่าเราไม่เกี่ยวกับเราการงานจะนั่งนี่ทำUi, một quá là nó có vào là khát lâu chuyện đi. Chính nhiên đi lúc giờ bị chân nổ. Quay lại lâu là cũng có là vui không nhau thì mà nó. Oh, tu dulu. Hey, không có cái gì thì nó quay qua rồi. သဘောကတရားကြီးရေညီနဲ့ရလှန်စိတ်ဆိုသလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုမှရွေးချယ်ပြီးမှတ်ပြီလားလို့မေးပြီးပုံစံမျိုးစုံနဲ့ဒုက္ခတွေပေးနေခဲ့တာလားဗျာခင်ဗျားကြီးရဲ့အညို့ကြောင့်ပြိုကျခဲ့တာတွေကအုတ်သေးကြောက်တွေပဲမဟုတ်ဘူးဗျကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့ရည်မှန်းချက်အနာဂတ်အမွေနှစ်တွေကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့ပြရုပ်ကြီးတွေပါဗျာဗါတယ်မကောင်းသူပဲကောင်းသူကဲတယ်လားခင်ဗျားကြီးကမကောင်းဘူးလို့အမြင်တက်ပြီးပယ်လိုက်တဲ့သူတွေကသူတို့မိသားစုတွေအတွက်မရှိမဖြစ်အဖိုးတိုက်တဲ့ယရနာလေးတွေဖြစ်တယ်လို့သူတို့ပြန်လာမှထမင်းချက်မယ်ဆိုတဲ့မိသားစုရဲ့သူရဲ့ခေါင်းကြီးတွေကိုမှရွေးချယ်ပြီးပယ်ရတယ်လို့ဗျာ yes အလုံးကဒီနုံငံကြီးကဟိုနေ့ရတယ်ပြောနေတယ်ဒါကြီးကဝင်းမလျှော့ဘူးလားပြောတော့နုံကျုံကြမှာဆိုလို့ပြောတယ်တယောက်မှလည်းမကြုံငါလုံးမလုပ်ကြဘူးပြောပြီးမှ来来他，来来他。